တော်တကယ်ချင်းတွေလေကျွန်တော်တို့ကညီကိုလိုပဲညီကိုလိုပဲတော့ညီကိုမှတော်ပတ်ဆက်ညီကိုပေါ့ဟိုကဘယ်လိုပြောရမလဲနာသာမာသာသူနာသာမာသာဟုတ်လေbrother from another mother brother from another mother မင်းကြီးရော brother from another mother ကျွန်တော်3နှစ်ရှိပြီနော်3နှစ်ရှိပြီကျွန်တော်3နှစ်ကျော်ပြီလားရှိကျော်ပြီအဲ့လိုတော့ရှိပြီဒီကောင်စလုပ်ကြရကျွန်တော်စလုပ်ကြရဒီလုပ်ပြီးသူရင်စလုပ်တာပြီးတော့မှသူရင်မော်တယ်စလုပ်တာဟုတ်လေဟိုကျွန်တော်လုပ်ပြီးတော့မှသူလုပ်တာဟုတ်ဒုက္ခပဲကွာဘာမော်တယ်ကြော်မွဲလုပ်ပြီးတော့သူဆိုတော့ဆက်လုပ်တယ်ဟုတ်ဝမ်းသာပါတယ်ကျွန်တော်ကသူပြောရလေကျွန်တော်သူအောင်မြင်လဲကျွန်တော်ပြောတယ်ကျွန်တော်ညီကိုလိုပဲဗျာကျွန်တော်တို့ကအဲ့လိုအကြံဉာဏ်ဆိုလဲအကုန်လုံးတိုင်ပင်ချရတယ်အဲ့လိုမျိုးပေါ့နော်သူမဟုတ်တာလုပ်ရင်လဲသူတို့အဲ့လိုသူမဟုတ်တာလုပ်တာကျွန်တော်သူမဖြစ်တဲ့နာသိရမလားအဲ့လိုမလုပ်တဲ့နာလုပ်စင်လဲကျွန်တော်တို့အားလုံးပြောရပေါ့နော်ဟုတ်ကျွန်တော်လည်းလိုပါပဲကျွန်တော်သူဒီကောင်ဆိုကျွန်တော်ငယ်တယ်ကျွန်တော်ညီလေးတယောက်လိုပဲတစ်ခါကျရင်ဆုံးမတဲ့နာလေးဆုံးမပေးတယ်တစ်ခါကျရင်ပြောတဲ့နာလေးပြောပေးတယ်ဒီကောင်လည်းကျွန်တော်တစ်ခါကျွန်တော်လွဲတာလေးရှိတယ်ဒီကောင်လည်းကျွန်တော်အကြံဉာဏ်လေးပေးတယ်ကျွန်တော်လည်းအကြံဉာဏ်တောင်းဖြစ်တယ်ဟုတ်ပါအသက်ကသူကကျွန်တော်တနေ့ကြီးတယ်ကျွန်တော်သူတို့ဒီကောင်လည်းတနေ့ကြီးတယ်ဟုတ်ကျွန်တော်တနေ့ငယ်တွေကပူချောရသိရမလားရှော့ပေးလိုက်ပါလေအဲ့လိုပဲအငယ်တို့သိရမလားဦးသားပေးရရှော့ပေးတယ်အငယ်ဆိုတော့ပြောတော့သူကောင်းတဲ့ချက်ကသူကတော်တော် social အရန်ကောင်းတယ် he's really good at social ကွာအရန်ကောင်းတယ်ပြီးတော့သူကဥမာဗျာကျွန်တော်တို့ကအဖွဲ့ကငိန်နေထားပါတော့ငိန်နေထားတယ်သူလာပြီဆိုအကိုတို့ထိုက်ကြီးကထိန်းရတယ်ပေါ့နော်ထိန်းတယ်ဆိုအရန်ပြောဖို့ကောင်းတယ်အဲ့လိုဖြစ်သွားအရန် social ကောင်းတယ်အရန်ပေါတဲ့ဟိုပါပေါ့ပွဲစီပေါ့ပွဲအလုပ်တယ်လို့ personal ကောင်လုပ်တင်တယ်ကျွန်တော် personal လုပ်တင်တယ်ဘာလို့ဆိုတော့အရန်ကောင်းတယ်ဒီကောင်အရန် social ကောင်းတယ်ကျွန်တော်လည်းသူ့ဒါပြီးတော့ကိုလိုပဲတားချစ်တယ်ပြီးတော့ဘာတွေကောင်းလဲဆိုဒီကောင်ကကျွန်တော်တငယ်သေးတဲ့ရှိပါတယ်ဒီကောင်တငယ်သေးတဲ့ရှိတယ်ပြီးတော့အဲ့လိုဒီကောင်တငယ်သေးတဲ့ရှိတာတော့တကယ်အဲ့တော့တကယ်တငယ်သေးတဲ့ရှိတယ်ပြီးတော့ဒီကောင်ကအဲ့လိုမျိုးဘယ်လိုပြောရမလဲဘာဖြစ်လို့ပေါင်းတာမရှိဘူးဟောလုံးဝတငယ်သေးတဲ့အပြည့်နဲ့ပေါင်းကောင်းပါတယ်ဟုတ်ဒီကောင်ကျွန်တော်ညီလေးလို့ပါပဲတစ်ခါကျရင်ကျွန်တော်တငယ်ချင်းပေါ့အဲ့လိုပေါ့ဘာချောင်းကျွန်တော်ပြောနောက်အဲ့လိုနောက်နေကြဟုတ်ကျွန်တော်သူမကောင်းနေကြကျွန်တော်ပြောဝစင်တဲ့ရှက်ကွယ်တောက်ချက်ကွယ်ဟုတ်တာပါသူကမကောင်းတဲ့ချက်ကတော့အဲ့လိုမဟုတ်ပါဘူးအဲ့လိုစိုးစိုးရွားကြီးလည်းမဟုတ်ပါဘူးသူကဘယ်လိုပြောရမလဲအဲ့လိုတခုဆို messenger မှာအဲ့လိုအရန်ကျွန်တော်ခိုင်းနေသူမြူးလောက်တာဟုတ်မြူးပါလို့လားတာကြီး messenger မှာဘာလို့မသိဘူး voice message အသေးပွတ်တခါတော့တကယ်ပြင်းမှာဆိုတခါလည်းโอเคပြီကျွန်တော်ကောင်မလေးထားပေးခဲ့ရင်ထားပါတော့เนาะကျွန်တော်ကောင်မလေးထားပေးခဲ့ရင်တော့ကောင်မလေးအဲ့လိုတော့ပို့မှာမဟုတ်ဒီကောင်မလေးကျွန်တော်ဇက်တိုက်ပို့နေမှာဘာလို့ဆိုတော့ကျွန်တော်လေမြူးလောက်ထားတဲ့ဘဝမှာဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်ပို့တယ် notification တက်တယ်အပိုင်းကိုဇွန်းအောင်လို့ပဲတက်လာပြီးဘာမှမဟုတ် voice message နဲ့ online hit လိုက်တယ်တကယ်ပြေးပါဆိုဒါလေးပါပဲဒီကောင်းရဲ့မကောင်းချက်ကဒါကျွန်တော်ပြိတ္တာကိုပိုင်နေပြောတာကျွန်တော်ပြန်တော့ည7နာရီတို့ည7နာရီတို့ဆိုရှင်ဘာလုပ်လဲဆိုတော့ဘေးချီးဖုန်းဘေးချီးအဲ့ဒါကအစိုးရအချက်ပဲတကယ်ည7နာရီလို့7ခွဲလို့7နေ့လို့ညနေနဲ့နှက်လာပြီမှာညမောင်လာပြီကျွန်တော်အိတ်ခံနေပြီဆိုရင်ဖုန်းပေါ့နော် advantage ပို့ပြီဟျောက်တိုက်တိန်တော့လား OU လား MBT လားတိန်တော့ OU လား MBT မဆိုင်နဲ့ငါလို့လေငါပြပေးမယ်တိုင်ငါတော့လိပြပေးမယ်တော့ကြည့်ပါကွာဘေးအရန်ကြည့်မင်းကတစ်ခါပဲကြည့်ရအောင်မင်းကတစ်ခါပဲကြည့်ကျွန်တော်တစ်ခါပဲကြည့်ရဆိုတာတစ်ခါပဲကြည့်အဲ့တစ်ခါကျွန်တော်ပတ်သက်ရှိလို့ကျွန်တော်ကြည့်တာအေးတော့ကျွန်တော်မရှိလို့မကြည့်တာမင်းကပြောလာနောက်တစ်ခါမင်းကမချီးလို့လားမင်းကလာကြည့်လိုက်ရတကယ်ပါဒီပတ်သက်ဘေးချစ်ကိစ္စတော့တကယ်ကျွန်တော်သူ့ရဲ့ nickname ကကျွန်တော် Facebook မှာ message မှာပေးထားတယ်သူ့ရဲ့ nickname ကဘေးတောင်စားတယ်ဒီကောင်ကျွန်တော်သူကအရင်ကြီးတော့သူအမာကြီးလို့ကျွန်တော်ပေးတာအမာကြီးကျွန်တော်ပေးတာ nickname ပါအမာကြီးပါဆိုလည်းမသိပါဘူး sugar ပါပြီလားပါလည်းမသိဘူးမင်းကြီးရော sugar ကျွန်တော်တို့ညောင်အားပေးနေတဲ့ပိတ်သက်တွေများအားလုံးကျွန်တော်ညောင်ကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်စာအားပေးပါပိတ်သက်တွေအားပေးမှာကျွန်တော်တို့ကဒီလောကမှာရက်တည်နိုင်ပါပါဟုတ်ကဲ့လုပ်တွေအများကြီးဆက်လုပ်နိုင်ပါပါဟုတ်ကဲ့ပါပြီးတော့ကျွန်တော်သူပြောရနေပါပဲကျွန်တော်တို့နေ့ကိုအားပေးရတဲ့အတွက်ကျွန်တော်ဒီကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်I really appreciate ပေါ့နော်ကျွန်တော်ပြောချင်တာကတော့ please ကျွန်တော်တို့ပို့ပြီးတော့ like အားပေးပါပေါ့နော်ပို့ပြီးဒီနေ့မှာကအားပေးပါ because like ကျွန်တော်တို့ကဒီနေ့မှာကစူးစမ်းသွားမှာမလို့ကျွန်တော်တို့နေ့ကိုလည်းဒီနေ့မှာကအားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါအားပေးပါဟုတ်တာပါပဲ